အားလုံးမင်္ဂလာပါကျွန်တော်ကဆိုင်းခမ်းလိုက်ပါခင်ဗျာကျွန်တော်ရဲ့တငယ်ချင်းတွေ AR Pay အသုံးပြုသူတွေအားလုံးအတွက်သတင်းကောင်းလေးတစ်ခုပါခြင်းလို့ပါခင်ဗျာဒီတစ်ခါ AR Pay ပေးမှာတော့နည်းနည်းနော်မဟုတ်ဘူးခင်ဗျာငွေကျပ်သိန်း3000သိန်း1000အပြင်အခြားစုမဲပေါင်းများစွာပါဝင်ပါတယ်ကျွန်တော်ရဲ့တငယ်ချင်းတွေတဲကတယောက်ကဒီစုယူပိုင်ဆိုင်သွားပြီးတော့ကိုယ့်အိမ်မက်ကိုအကောင့်ထဲပေါ်နိုင်မဲ့အခွင့်အရေးဖြစ်ပါတယ်ပါဝင်ဖို့အရန်လွယ်ပါတယ်ဘာမှထွေတူလုပ်နေစရာမလိုပါဘူးပုံမှန်အတိုင်း AR Pay ကိုသုံးပြီးတော့9000ကျပ်နဲ့အထက်ငွေပေးချေအောင်ပါပဲဖုန်းပေဖြည့်မလားစကန်ဖတ်ပြီးငွေပေးမလား bill ဆောင်မလားတခါ3တိုင်းမှာ digital ticket တစ်စောင်ရရှိမှာဖြစ်ပါတယ်ကိုယ့်ရဲ့ wallet ထဲမှာငွေ3သိန်းကိုတစ်ပတ်လောက်ထည့်ထားရုံနဲ့ digital ticket 3ဆောင်ကိုတခါတည်းရရှိမှာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးလာစဉ် leader board မှာလည်းစုကြီးတွေရှိသေးတဲ့အတွက် ticket များစုနိုင်လေပိုကောင်းလေပါပဲ campaign ကအခုကတည်းကစနေပါပြီအဲ့တော့ငွေကျပ်သိန်း3000ကန်ထူးရှင်ဖြစ်ဖို့ AR Pay ကိုများသုံးပါ ticket ကိုများစုထားပါခင်ဗျာကဲအိမ်မက်တွေတကယ်ဖြစ်လာဖို့ကျွန်တော်နဲ့အတူ AR Pay ကိုသုံးကြစို့အားလုံးပဲကံကောင်းကြပါစေခင်ဗျာ AR Pay ပိုကောင်းတယ်